ဒီဘဝမှာတော့လည်းဒီလိုကိုကြီးကတော့ဒီတဲ့ဟုတ်တယ်လားဒီလိုမျိုးဆက်ရတယ်တက်တက်ဆက်ပြီးနေစိတ်နဲ့အားပါတယ်ဟုတ်တယ်လားဒီတဲ့ဆက်ရတယ်ဟုတ်တယ်ဒီတော့ပြောင်းပြီးကိုယ်စိတ်ကိုလူရအောင်ပါပြီးတော့ရန်သူလို့ရန်သူဆိုတဲ့စိတ်မပေါ်အောင်မိတ်ဆွေဆိုတဲ့စိတ်ကြီးပေါ်ကိုယ်အရေးကြီးထားတယ်တရားဝင်တဲ့ပြည်တွေချွတ်တက်တာဆက်တယ်ဗဇက်နဲ့ဆက်လာတာစိတ်နဲ့ဆက်ဗဇက်နဲ့လူကြီးကဘယ်လိုဆွေးနွေးလို့ရှိနေလဲဘာကြီးလို့ဖြစ်နေရှိတော့တို့ပါစိတ်ရဲ့ကိုယ်ကိုကျွတ်စမ်းပြီးတော့ဟုတ်တယ်မလားကိုယ့်ရဲ့စိတ်ကြီးညှိနှောင်ထားပြီးတော့သူ့ကိုပြစ်တာတက်နေတာအဲ့ဒီကြီးမတိတဲ့အခါကျတော့အရက်ထဲမှာတော့မြည်ညွှန်းတာလေးပြိုကွဲတာလေးဖြစ်နေတယ်တကယ်ကြတော့လည်းဘာမှလည်းမရှိမကြခင်မှာသူ့ဘဝလေးထွက်ပေါ်ခဲ့ရတယ်ဆွေမျိုးမလို့တာလည်းပဲရှိဒီဘဝမှာအဲ့ဒီဆွေမျိုးတွေတော်တည့်ရဲ့ညာနဲ့ဟောဒီလောကဘဝကိုလည်းတရားသုံးပါးတော့ဒုတိယတာဖြစ်တယ်ကိုယ်နာကြရတယ်လို့နားလည်ပြီးတော့ဆရာတော်ကြီးကတော့ပြောတယ်နန်းလက်ကောင်မှာခွေးလက်ကောင်ကြိုက်နေတာအဲ့ဒါလောကတော့မောကြောင့်ဖြစ်တာလေဒီလိုဆိုတယ်နော်အဲ့ဒီတော့အဲ့ဒီလောကကိုလည်းကိုယ်စီလည်းထိရမယ်ဒီအဲ့ဒါကိုယ်စီလည်းထိရမယ်အဲ့ဒီလောကကိုကိုယ်စီလည်းထိရမယ်ကောင်းလိုက်လားဆိုတော့ဒီချက်တာအဲ့ဒီမောကကိုယ်စီလည်းထိရ